ရှေးမတက်တော့တဲ့ခြေလမ်းရဲ့မင်းအထိန်ချုပ်တဲ့ကဘာငယ်ထားရခဲ့တော့မယ်ကိုပြစ်မရှိပါပဲနဲ့မင်းပြောထွက်ခဲ့ပါတယ်ဟုတ်တဲ့ကိုစိတ်မချလို့ပါကွာထွက်သွားဖို့အစီအစဉ်ကိုခဏလောက်နောက်ဆုံးလိုက်ပါလားတကယ်မရှိတဲ့နှုတ်ဆက်လေးအိမ်မတ်တဲ့